ရပတ်တွေမှာအိတ်ဆက်နာယူခြင်းဟာနားယူရုံအတွက်ပဲမဟုတ်ပါဘူး။တင်းရဲ့အုံနောက်ကအိတ်ဆက်နေချိန်မှာစီစဉ်တန်ရှင်းရေးလုပ်ငန်းကိုစတင်လိုက်ပါတယ်။တစ်မှတ်ဉာဏ်များကိုစနစ်တကျစီစဉ်ပေးခြင်း memory consolidation ရပတ်အိတ်ချိန်မှာတနည်းတာလုံးချုံတွေ့ခဲ့တာတွေနဲ့သင်ယူခဲ့တာတွေကိုမှတ်တမ်းတင်ပြီးအချက်လက်သစ်များမှတ်သားနိုင်ဖို့အုံနောက်ကပြင်ဆင်ပါတယ်။အရေးပြတဲ့ကအဲဒီ filing system ကမောက်ကမဖြစ်ပြီးတော့မေးလျော့လွယ်ခြင်းနဲ့အယုံစူးစိုက်မှုယုံနေခြင်းတွေဖြစ်ပေါ်စေပါတယ်။နှစ်မိမိစိတ်ခံစားချက်များကိုပြန်လည်ပြည့်ပြင်ခြင်းနဲ့နားလည်စေခြင်း emotional processing အိပ်စက်ခြင်းဟာညာရင်းချင်းကိုထုံဖြစ်တာကြောင့်ကောင်းမွန်စွာအိပ်စက်ပြီးနောက်တစ်နေ့နိုးလာတဲ့အခါမနေ့ကဖြစ်ပျက်ခဲ့တဲ့စိတ်ညစ်စရာတွေကိုပုံမတည်ငြိမ်စွာရင်ဆိုင်နိုင်စွမ်းရှိလာစေပါတယ်။၃အုံနောက်တွင်ရှိစိတ်ထောက်များကိုတန့်စင်ပေးခြင်း brain detoxification အိပ်စဉ်တွင်မှာဆဲတွေကတဖန်ပြန်လည်စိတ်ကြောခြင်းကိုပြုလုပ်ပေးပါတယ်။အေးမောဘကဒီလိုတန်ရှင်းရေးစနစ်မလုပ်ဆောင်နိုင်တော့တာကြောင့်စိတ်တူလွယ်ခြင်းနဲ့စိတ်ပင်ပန်းနှံ့နေခြင်းတို့ဖြစ်စေပါတယ်။ကောင်းမွန်စွာအိပ်စက်နာယူခြင်းနဲ့စိတ်ချမ်းသာရေးကတိုက်ရိုက်ဆက်ဆက်နေတာကြောင့်စိတ်ရောကိုပါခံစားချက်ကောင်းဖို့ညဘက်တွေမှာဘလို့အိပ်စက်နာယူတဲ့တလဲဆိုတာကိုတော့နောက်ထပ်ကုစားထပ်မံတင်ပေးရဗီဒီယိုတစ်ခုမှာဆက်လက်ကြည့်ရှုလိုက်ပါအောင်နော်။ကုစားရဲ့ပရိသတ်တွေအားလုံးမိုးအေးလေးနဲ့ညဘက်တွေမှာနည်းနည်းချက်ချက်အိပ်ပျော်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်